အားလုံးပဲမင်္ဂလာပါဒီနေ့ reading video လေးရတော့เนาะ short reading လေးပါပဲ reading အတူလေးပဲထင်မယ်ပေါ့เนาะဆိုတော့ဒီ reading ကိုလာပြီးတော့ကြည့်မိတဲ့အချိန်မှာကိုယ့်အတွက်သိဖို့လိုနေတဲ့ message တစ်ခုခုပေါ့သိဖို့လိုတဲ့စာတနည်းအားဖြင့်တော့ဒီ message ကိုသိလိုက်လို့ရှိရင်တနည်းအားဖြင့်မှာတော့အသုံးဝင်သွားမယ်တနည်းအားဖြင့်မှာတော့အကျိုးရှိသွားမယ်ပေါ့เนาะဒီ message ကဘာများဖြစ်မလဲပေါ့ဆိုတော့အရင်ဆုံး file လေးတွေရွှေ့လိုက်မယ်ပေါ့เนาะဒီဘက်ကအဖြူရအောင် file လေးရယ်ဒါအလဲကြတော့ Sand Wisdom Oracle card လေးပေါ့နော်ဒီဟာရယ်ဒီဘက်မှာနောက်ဆုံးတစ်ခုကကြတော့ဒီတောင်ပန်လေးနဲ့ပေါ့နော်ဒီလိုပုံစံပေါ့ဆိုတော့ဒါ tag 3ခုရဲ့ back design လေးတွေပဲเนาะဒါနဲ့ပဲဘယ်ဟာကိုတက် reading ဖြစ်မလဲဆိုပြီးတော့ file လေးကိုအရင်ရွှေ့လိုက်ရွှေ့ပြီးသွားပြီဆိုလို့ရှိရင်เนาะ reading ကိုသွားလိုက်မယ်ပေါ့နော်တော့အရှင်ဆုံး part 1ကိုရွေးထားတဲ့သူတွေအတွက်ကြည့်ကြည့်ပါမယ်နော်ဒီ cards တွေရပါတော့။ဒါကတော့ဘယ်လိုပဲအခုချိန်မှာဖတ်ပြီးချင်လဲဆိုတော့ဒီ file ကိုရွေးခဲ့သူတွေကအခုချိန်မှာကိုလုတ်ချင်တဲ့အသစ်တစ်ခုခုပေါ့နော်။ကိုဖန်တီးချင်တဲ့အရာတစ်ခုခုရှိကောင်းရှိနေနိုင်တယ်။ဒါပေမဲ့လို့ကိုအဲ့ဒါကိုစလုပ်ဖို့အတွက်စိတ်ထဲမှာဒါဘယ်သူမှမလုပ်ဘူးတဲ့ပုံစံတစ်ခုခုဘယ်သူမှမလုပ်ဘူးတဲ့လေးလန်းတစ်ခုခုဖြစ်ကောင်းဖြစ်နေနိုင်တယ်။ဒါကိုယ်စီမှာလာပြီးတော့ဖြစ်တဲ့เนาะအဲ့လိုintuitive hints ပဲဖြစ်စေ intuitive idea တခုခုပဲဖြစ်စေဒီလိုဖြစ်နေနိုင်တယ်အဲ့ခါမှာကိုကစလုံးလိုက်ဖို့တွန့်ဆုတ်နေတာတကယ် idea နေပြီးတော့မှအကောင့်ထဲပေါ်လိုက်ဖို့ကို fear တခုခုရှိနေသလားပေါ့နော်ဒါကကိုတစ်ချက်ပြန် check လုပ်ကြည့်ကြည့်ဒီလိုလဲဖြစ်နေဆိုလို့ရှိရင်ဒီဘက်က message ပေါ့နော် oracle 3ခုရဲ့ message အရာဒါဒီ group ကသူတွေဘာပဲပြောချင်လဲဆိုတော့ဟာတလေမှာတော့เนาะကိုလှုပ်ချင်တဲ့အရာကိုလုပ်ဖို့အတွက်သူများလမ်းချောင်းအတိုင်းမဟုတ်ပဲနဲ့ပေါ့နော်အလိုက်တဲ့လေးလိုက်ပြီးတော့ရေလိုက်ငါလိုက်နေတာမျိုးမဟုတ်ပဲနဲ့ကိုလှုပ်ချင်တဲ့လမ်းကိုသွားဖို့အတွက်သူများတွေနဲ့မတူတဲ့ပုံစံလှုပ်သိရင်လည်းလှုပ်ရမှာပဲဒီလိုလှုပ်လိုက်တဲ့အတွက်အားလုံးက direction တစ်ခုသွားနေတဲ့အချိန်မှာကိုကနောက်ထပ် direction တစ်ခုဘက်ကိုဆွဲလှည့်လိုက်ရဆိုလို့ရှိရင်ဒီလမ်းကြောင်းမှာနည်းနည်းတော့เนาะအဲ့လိုလှိုင်းထန်သွားတာလည်းဖြစ်စဉ်ဖြစ်နိုင်တယ်ဒါပေမဲ့လို့ဒါတကယ်ကိုစိတ်ထဲကနေလှုပ်ချင်တယ်ကိုရဲ့ inner ကလာတဲ့ idea အစစ်အမှန်သိထားရဲဆိုလို့ရှိရင်ဒါကိုလှုပ်ဖို့ပေါ့နော်လှုပ်လိုက်ဖို့ပေါ့နော်ဒါမှလည်းအဲ့လိုလှုပ်တဲ့အချိန်မှာ stay grounded while you reach for the sky เนาะအမြင့်ကိုတက်တဲ့အချိန်မှာအောက်ခြေမှာလည်းမလွတ်သွားစေနဲ့အောက်ခြေကိုလည်းသိချခိုင်းအောင်လုပ်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ intuitive hints အတိုင်းဆက်ပြီးတော့ကိုသွားချင်တဲ့ပုံစံအတိုင်းလှုပ်လိုက်ပေါ့နော်ဒါအဲ့လိုလေးပဲဒီတော့ဒီ group ကသူတွေဖတ်ထားပြီးစင်တယ်เนาะဒါ file 1ကိုရွေးခဲ့သူတွေအတွက်ဖြစ်မယ်ပေါ့နော်ဆိုအခုကတော့ file 2ပေါ့နော်2ဆိုတာဒါဆက်စချင်းပြခဲ့တဲ့အချိန်တော့ဒီ background เนาะဒီ background design ကိုရွေးခဲ့တဲ့သူတွေအတွက်ပေါ့နော်
how to ရွေးခဲ့သူလေးတွေကအခုချိန်မှာကိုပြီးခဲ့တဲ့ပြီးဖြစ်ပြီးသွားတဲ့အဖြစ်အပျက်တစ်ခုခုအကြောင်းအရာတစ်ခုခုပေါ့နော်ဒီဖြစ်ပျက်တွေအကြောင်းအရာကလည်းကိုတနည်းနည်းနဲ့စိတ်ထိခိုက်စေတယ်ဝမ်းနည်းစေတယ်ဒါဆုံးရှုံးမှုတစ်ခုခုဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကြောင့်မလို့ကိုကအဲ့ဖြစ်တော့ဖြစ်ပြီးသွားပြီဒါမဲ့လည်းကိုကဒီအဖြစ်အပျက်ကနေပြီးတော့ရှေ့မဆက်နိုင်သေးဘူးเนาะဒီလိုသဘောမျိုးခံစားနေရဆဲပဲ move on မလုပ်နိုင်သေးဘူးဒီလိုသဘောကျတဲ့ကြုံရတဲ့ how to လေးပေါ့နော်ဒီ group ကိုရွေးခဲ့သူတွေကကိုကိုရိုင်းလည်းဒီလိုသဘောကျတဲ့ကြုံနေလဲဆိုလို့ရှိရင်တော့ဒီလိုဘယ်လိုလဲကြုံလာရတဲ့အကြောင်းအရာတိုင်းဟာအနောက်ွယ်မှာเนาะလို့ဘာလို့ဒီလိုကြုံလဲဆိုတော့ reason တစ်ခုရှိတယ်เนาะ purpose တစ်ခုရှိတယ်ပေါ့ကိုကဒီဟာကိုဆုံးလဲဆုံးရှုံးပြီးသွားပြီဖြစ်လဲဖြစ်ပြီးသွားပြီကိုကိုရိုင်းဝမ်းနဲ့စိတ်ထိခိုက်နေရတယ်ဆိုလို့ရှိရင်တော့ဒီအဖြစ်အပျက်ကနေပြီးတော့မှကိုကအသိဉာဏ်တစ်ခုခုဖြစ်အောင်လို့လှုပ်လိုက်ပြီးတော့ရှေ့ဆက်ရမယ်နောက်ထပ် new step ကိုဆက်ပြီးတော့သွားရမယ်เนาะပြီးတော့ကို့မှာအဲ့လိုသွားနိုင်တဲ့အစွမ်းတစ်ခုလည်းရှိပြီးသားတခါဆုံးရှုံးသွားတိုင်းတခါမှားယွင်းသွားတိုင်းတစ်ခုခုပေါ့နော်အဲ့လိုလွဲချော်သွားတိုင်းကိုကအမြဲတမ်းလွဲချော်တော့မဲ့သူမျိုးမဟုတ်ဘူးဒီဖြစ်ပျက်ကနေ lesson learn လုပ်လိုက်ပြီးသွားလို့ရှိရင်ဒီကနေပြီးတော့ကိုရလာတဲ့ဒီ experience ကြောင့်မလို့ကိုယ့်စီမှာရှိလာတဲ့အသိဉာဏ်ကိုသုံးပြီးတော့မှကိုယ့်စီမှာနောက်ထပ်ကျန်နေသေးတဲ့အရာတွေနဲ့ကိုယ့်ရဲ့လုံနိုင်စွမ်းကိုကိုရုံရုံကြည်ကြည်နဲ့ရှေ့ဆက်ဖို့เนาะဒါအဲ့လိုလေးเนาะဒီ message ပေါ့ဒီ oracle card တွေသုံးပြီးတော့ဒါ tarot card က current energy check အတွက်ချထားတာဒီဘက်3ဘက်ကကြတော့ message အနေနဲ့ယူထားတာပေါ့เนาะဆိုတော့ဒါအဲ့လိုလေးဖတ်ထားပေးမယ်ပေါ့เนาะဆိုတော့ဒီ group ကိုရွေးခဲ့သူတွေကအခုချိန်မှာပင်ပန်းကောင်းပင်ပန်းနေနိုင်တယ်ကိုကြုံနေရတဲ့အခြေအနေကအခုဒါပြောထားတဲ့သဘောတရားနဲ့တွားပြီးတော့မှ resonate ဖြစ်နေတယ်ဆိုလို့ရှင်လေအတင်းကြီးပေါ့နော်ကိုငါတော်ပြီမငိုတော့ဘူးစိတ်မထိခိုက်တော့ဘူးဆိုပြီးတော့အတင်း push လုပ်စရာလည်းမလိုဘူးembrace လုပ်ပေါ့နော်ဒီအဖြစ်အပျက်ကိုဒီဖြစ်ပျက်ကနေပြီးတော့ lesson learn လုပ်အသိဉာဏ်တစ်ခုခုရအောင်ယူပြီးသားလို့ရှင်ရှေ့ဆက်ရမယ်ပေါ့နော်အဲ့လိုရှေ့ဆက်တဲ့အချိန်မှာတခါဖြစ်ခဲ့ဘူးတဲ့ဟာကိုပဲပြန်တွေးပြီးတော့ကိုမယုံကြည်တော့တာမျိုးစိတ်မချတော့တာမျိုးမဖြစ်ပဲနဲ့เนาะကိုလှုပ်ရှားရှိအောင်ဆက်ပြီးတော့ယုံကြည်နဲ့လှုပ်သွားဖို့ပေါ့เนาะဒီလိုမျိုးလေးဖတ်ပြီးထားခြင်းနဲ့เนาะဒီ group ကသူလေးတွေအော်တစ်ခါကြာ pile 3ပေါ့နော် pile 3ဆိုတာအရှိမပြခဲ့တော့ဒီ design လေးကိုရွေးခဲ့တဲ့သူတွေပေါ့နော်ဒီ tarot card လေးမချခင်ပေါ့နော်ဒီ3ခက်ကိုချတာနဲ့ ရစိတ်ထဲမှာဘယ်လိုပဲလဲဆိုမတူညီတဲ့ oracle deck 3ခုသုံးထားတယ်ဒါမဲ့လို့เนาะသူတို့ message တွေကပုံစံလေးတစ်မျိုးနဲ့သွားတူနေတယ်ပေါ့နော်ဒီမှာဆိုလို့ရှင် soul ဆိုတဲ့ words လေးပါတယ်ဒီမှာဆိုလို့ရှင် reconnect within เนาะ inner ဆိုတဲ့အဓိပ္ပာယ်လေးတစ်ခုပါတယ်ဒီ oracle မှာဆိုလို့ရှင်လေ power of transformation lies within ဆိုအလုံးဟာအတွင်းပေါ့เนาะ inner ကိုလို message တစ်ခုပြောတယ်အဲ့မှာတခါဒီဘက်က tarot cards အရာ six of swords ဆိုတော့
ဒီ pile ကိုရွေးခဲ့သူရအခုချိန်မှာအခုအပြောင်း transition တစ်ခုเนาะဒါမှမဟုတ်ရှင် healing process တစ်ခု journey တစ်ခုပေါ့เนาะအဲ့လို healing journey တစ်ခုเนาะအဲ့ဟာကိုသွားနေတဲ့သူတွေဖြစ်နိုင်တယ်เนาะကိုတဏှာများနေပြီးတော့ထွက်ခွာလာခဲ့ပြီးအဲ့လိုထွက်ခွာလာတာကိုတလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးကိုမှလာပြီးဝမ်းနေရတယ်စိတ်တိခိုက်ရတယ်ဆိုတာလေးရှိတယ်ဒါမဲ့လို့ကိုတယောက်တည်းမဟုတ်ဘူးဘေးနားမှာအဖော်တွေရှိရယ်ကုညီပေးမဲ့သူတွေလည်းရှိနေတယ်ကိုတိတိဖြစ်စေမတိတိဖြစ်စေเนาะဒီနေ့ခင်မှာဆိုလို့ရှင်ကိုကအခုချိန်မှာတော့ကိုတယောက်တည်းလို့ခံစားနေရတယ်ဆိုလို့ရှင်တော့မှနော် universe has your back ပေါ့နော်အနောက်မှာကို universe က support လုပ်ပေးနေတယ်အခုတယောက်တည်းမဟုတ်ဘူးအခုဒီ transition ကိုသွားနေတဲ့အချိန်မှာတကယ်ကိုကိုယ့်ရဲ့ inner ကိုပါတခါတည်း transformation ဖြစ်သွားအောင်လုပ်တင်တယ်နော်လုပ်ဖို့လိုတယ်အပြင်မှာဘာတွေကြုံနေခဲ့ရလဲဆိုတာမသိနိုင်ဘူးဒါမဲ့လို့ကိုအခုရောက်နေတဲ့အခြေအနေမှာဒီ group ကသူတွေအတိအကသိဖို့လိုတာကကိုယ့်ရဲ့တကယ် inner peace เนาะဒီဘဝကိုဒီအဖြစ်ပြက်ကိုဒီအခြေအနေကိုကြုံတွေ့နေရတဲ့တကယ် true purpose တခုခုပေါ့เนาะဒါကိုသိပြီးသွားလို့ရှင်ကိုတကယ်အတွင်းထဲကနေပါ transform လုပ်လိုက်ဖို့ဒီလိုလုပ်နိုင်သွားတယ်ဆိုလို့ရှင်เนาะကိုယ့်ရဲ့ soul ကနေတဆင်ပြန်ပြီးတော့တောက်ပလာနိုင်မယ်ဆိုအဲ့လို message လေးเนาะpersonal အရာဆိုလို့ရှင်ဒီ six of swords ဆိုတဲ့card ကိုရလာတဲ့အချိန်မှာများသောအားဖြင့်เนาะဒီ card ကကိုစားပြုနေတဲ့ဆိုတဲ့သူတွေဟာဘဝထဲမှာနည်းနည်းလေးအဲ့လိုเนาะခက်ခဲတဲ့အခြေအနေတစ်ခုခု transition အခုအပြောင်းကာလတစ်ခုခုကိုရောက်နေတဲ့သူတွေဒါပေမဲ့အဲ့ခက်ခဲတဲ့အခြေအနေမှာကိုပဲရှေ့ဆက်နေကြရဲဆိုတဲ့သူတွေဒီဘက်က oracle card တွေအရာဆိုလို့ရှိရင်လည်းเนาะကိုယ့်ရဲ့ inner မှာအတွင်းထဲမှာကိုကလုံနိုင်စွမ်းရှိတဲ့သူတယောက်เนาะဒီလိုသဘောလေးပေါ့เนาะဆို okay ဒါ pile 3အတွက်ပေါ့เนาะဆိုဒီနေ့ reading လေးကဒီလောက်ပဲပေါ့เนาะ